ဘယ်ချိန်မှဖုန်းကြည့်ဖြစ်တယ်လေပုံမှန်အားဖြင့်မြန်မာပြည်မှာဆိုလို့ရှိရင်12နှစ်13နှစ်ဆောင်ရတာပေါ့နော်ဒီခေါ်ရမှုချင်းရှိဖို့ဆိုတာကျွန်တော်ဘွားထဲမှာသခင်ယေရှုကကျွန်တော်ကိုခေါ်တယ်အမှုတော်ထမ်းဖို့အတွက်သူ့အမှုတော်ဆောင်ဖို့အတွက်တပည့်တော်ဒီခေါ်ရမှုချင်းကိုဆန်းစစ်ခြင်းတယ်ဆိုတော့ဒီအဆင့်ပြီးသွားပြီဆိုလို့ရှိရင်မိုင်နာကျောင်းကိုသွားမှာဖြစ်တယ်ယဟန်တပါဖြစ်ဖို့လိုအပ်သောအခြေခံတွေကိုသင်ယူရတယ်လိုအပ်တဲ့ဘာသာစကားတွေသင်ရတယ်ဆိုတော့ minor seminary ပြီးပြီဆိုလို့ရှိရင်သူတို့ဘာလုပ်မလဲဝက်ယုံကိုပေးမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဘာကိုလေ့လာလဲဆိုလို့ရှိရင် philosophy ဒါသနိကဗေဒပညာရပ်ကိုလေ့လာမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေကိုနောက်သူတစ်ပါးထံတို့ပြန်လဲဝေမျှမယ်သူလူကျင်စာရိတာကိုလည်းတိတတ်ဖို့လိုတယ်သူတို့ရဲ့လောကစိတ်လောကီစိတ်အပျော်အပါအရင်ကလောက်ခဲ့တဲ့အရာတွေအကောင်လုံးပြီးထားရမှာဖြစ်တယ်ဆွန့်လွတ်ရမှာဖြစ်တယ်ဘာလို့လဲဆိုတော့သခင်ရှုရဲ့ခြေရာကိုလိုက်ခြင်းတဲ့လူသခင်ရှုတို့တန်းရှင်းတဲ့လူဖြစ်ခြင်းတယ်အသင်းတော်ရဲ့သွန်သင်ချက်အရာမိမယူလို့မရတော့ဘူးလုံးဝပေးဆက်တော့မှာဖြစ်တယ်ဆိုတော့ဒီ philosophy ကိုပြီးသွားပြီဆိုလို့ရှိရင်သူတို့ဘာလုပ်လဲဆိုတော့ဝိညာဉ်ရေးနှိစဝိညာဉ်ရေးကိုပြန်လဲကျင့်ကြံရတဲ့အခါဖြစ်တယ်သူတို့ရဲ့လူသားတယောက်ဖြစ်တဲ့အလျောက်လူသားတွေရဲ့စင်ခေါ်မှုစိုးရင်စိတ်ကြောက်စိတ်ပြဿနာပေါင်းစုံသူတို့မှလည်းရှိတယ်ဒါကြောင့်မလို့ဒီဝိညာဉ်ရေးနှိဝိညာဉ်ရေးအကြောင်းတွေသင်ရတယ်ဆူတောင်းခြင်းတွေပို့ပြီးတော့မှအားပေးရတယ်ဝတ်ဆောင်ခြင်းတွေလုပ်ရတယ်မိမိကိုယ်ကိုအပြည့်တွေဆက်ဖြစ်ရတယ်လက်တွေ့ကြအောင်ဒီထက်မကဖယားသခင်နဲ့နှိစက်စင်နိုင်ဖို့ကိုဝိညာဉ်ကိုကင်နိုင်ဖို့နောက်တစ်ခုကသူတို့ဘာလုပ်မလဲဆိုတော့အရာဟန်ဓမ္မမှာရှိသိရှိထိုင်တဲ့ theology အသင်းတော်ရဲ့သွန်သင်ချက်ဖယားသခင်ဆိုတာဘာလဲသခင်ရှုဆိုတာဘာလဲကျမ်းစာဘာပြောလဲဆက်ရှိသဖြင့်လိုအပ်တဲ့ပညာရပ်တွေကိုပြန်လေ့လာမှာဖြစ်တယ်။ကျောင်းလို့သူဘာလိုအပ်လဲဆိုလို့ရှိရင်သူ့ရဲ့ဒီကံဘဝမှာ parish တွေမှာသူကတာဝန်ယူမှာဖြစ်တယ်။ဆိုတော့ဒီကာလမှာကိုယ့်ရဲ့ဖုန်းကြီးတွေကိုယ့်ရဲ့အကြီးအကဲတွေကိုကြည့်မယ်။ဒီယဟန်ပြည်ကျောင်းသားဟာယဟန်ဘုံတို့ဝင်ဖို့ထိုက်တန်သလားထောက်ခံမှုတွေရပြီးတော့မှယဟန်ဘုံတို့ရမှာဖြစ်တယ်။ကျွန်တော်တို့ကက်သလစ်ဆရာတော်တစ်ပါးရဲ့လက်အောက်မှာယဟန်သိက္ခာခံမှာဖြစ်တယ်။သင်ယူခဲ့သမျှကိုလက်တွေ့အကျင့်တောင်းရမယ့်အချင်းဖြစ်တယ်။လောက်ချင်းအပြင်လည်းတည်ပြနိုင်ရမယ်။ pastoral care အစရှိသဖြင့်ကျွန်တော်တို့ကဥဆောင်ပေးရမယ်ဝန်ဆောင်မှုပေးရမှာဖြစ်တယ်